ရှားပြေးစံချိန်တင်တဲ့ဂိုးသွင်းဆက်ကြီးမှာဟာလန်ပရိသတ်များအားပဲမင်္ဂလာပါများ YGN ထိပ်တန်းစပေါ့ကနေပြန်လည်ကြိုလိုက်ပါရင်ဟာလန်ဟာလူတမန်တယောက်ပေါ့ပဲတွင်းကိုတွေကိုတရဆက်သွင်းယူနေတဲ့ဆက်ရုပ်ကြီးတယောက်ဖြစ်ပါတယ်ဟာလန်ဟာသူကအသင်းမီဂိုးတွေသွင်းပေးနိုင်တဲ့တိုက်စစ်မှုကောင်းတယောက်ဆိုတာကလန်အသင်းနဲ့နိုင်ငံအသင်းတွေမှာတက်တည်ပြထားပြီးပါပြီဟာလန်ဟာပရီးမီးယားလိကိုစတင်ရောက်ရှိလာခဲ့တဲ့ကရှေ့ဘက်နဲ့ဆိုတာသူ့အပိုင်ဖြစ်ခဲ့တာပါပြီးခဲ့တဲ့ရာသီမှာဒဏ်ရာပြဿနာအကြောင်းဟာလန်ရုန်းကန်လိုက်ရသေးပေမဲ့ဒီရာသီတော့ဆက်ရုပ်ကြီးပြန်လာနိုင်ခဲ့ပါတယ်ဟာလန်ဟာမန်ချက်စတာစီးတီးရဲ့အဓိကဂိုးသွင်းရှင်ဖြစ်လာပြီးအသင်းကလည်းဟာလန်စီးတီးလို့ပါနာမည်ပြောင်းပေးခံရတဲ့အထိဖြစ်လာခဲ့ပါတယ်ဒီတစ်ပတ်ဖူအန်ကို၄-၅ ခုနဲ့နိုင်ရရှိခဲ့တဲ့စီးတီးနဲ့ပွဲမှာတော့ဟာလန်ကပရီးမီးယားလိသမိုင်းမှာအသစ်အေးနိုင်ခဲ့ပါတယ်။ဟာလန်ကဒီပွဲအတွက်အဖွင့်ဂိုးကိုကိုယ်တိုင်သွင်းယူပေးခဲ့တယ်လို့နောက်ထပ်သွင်းဂိုး2ဂိုးလည်းဖန်တီးပေးခဲ့ပါသေးတယ်။ဟာလန်ကဒီပွဲကသွင်းဂိုးကြောင့်ပရီးမီးယားလိမှာသွင်းဂိုး100ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ဟာလန်ကဒီမှတ်တိုင်ကို130ပွဲနဲ့ရောက်ရှိနိုင်ခဲ့တာကြောင့်အလန်ရှီယာရဲ့124ပွဲစံချိန်ကိုကျော်တက်နိုင်ခဲ့ပြီးပရီးမီးယားလိရဲ့သွင်းဂိုး100အမြင့်ဆုံးပြည့်တဲ့ကစားမှာဖြစ်လာခဲ့ပါတယ်။ဟာလန်ဟာပရီးမီးယားလိမှာသွင်းဂိုး100ပြည့်ခဲ့တဲ့35ရောက်မြောက်ကစားမှာလည်းဖြစ်ပါတယ်။၄သွင်းဂိုး200နဲ့အထက်သွင်းယူနိုင်တဲ့ကစားမှာဆိုရင်တော့အလန်ရှီယာဟယ်ရီကိန်းနဲ့ရေယူနီတို့ပဲရှိကြတာပါ။ဟာလန်ကအခုမှအသက်25နှစ်ပဲရှိသေးပြီးစီးတီးနဲ့စာချုပ်ကလည်း2034အထိဖြစ်နေတာကြောင့်ဒီစံချိန်တိတ်မကြခင်မှာအမိလိုက်ပြီးကျော်တက်နိုင်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။ဟာလန်ဦးဆောင်တဲ့တိုင်းစစ်ရဲ့ဆွမ်းဆောင်ရည်နဲ့စီးတီးကအဆင့်2နေရာကနေအာဆင်နယ်ကို2မှတ်အကွာအနေထားနဲ့အနီးကပ်ဖိအားပေးနေပါတယ်။စီးတီးတို့ချန်ပီယံနေရာကိုဟာလန်အားကိုးနဲ့ဒီယာဒီပြန်လည်သိမ်းပိုက်နိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။